Hello, welcome back. ဒီချက်ကလေးတွေဒီချက်ကိုမမိကြသေးလားဒီချက်နာမည်ဒီချက်ဝင်နေပါဒါဆိုဒီတစ်ပတ်မှာဒီချက်တို့ဘာတွေသင်ကောင်းမလဲဒီနေ့တို့တွေအစားအသောက်တွေကြောင်းသင်ကြမယ်ဒီချက်တို့အစားအသောက်တွေကို English လို့ဘယ်လိုခေါ်မလဲဆိုတာကို learning လုပ်ကြမယ်နော်ကဲဒါဆိုဒီချက်နဲ့အတူလိုက်ပြောပြအောင်နော်ကဲဒါဆိုရင်ပထမဦးဆုံးအစားအစာလေးကိုကြည့်ရအောင်ဘာလို့ထင်လဲလုံလေးနော်ပေါင်မုံဟုတ်တယ်ချက်လေးတွေရဲ့ breakfast time မှာမပါမဖြစ်ပါရမယ်မုတ်တစ်မျိုးပေါ့အဲ့ဒါကိုဒီရှယ်ကိုပေါင်မုံလို့ခေါ်တယ် English လို့ bread လို့ခေါ်တယ် repeat after me bread ဟုတ်ပါတယ်ဒါကတော့ပေါင်မုံလေးဖြစ်ပါတယ် bread ကဲဒါဆိုနောက်တစ်မျိုးကြည့်ရအောင်သူကပေါင်မုံတော့ပါတယ်နော်ဒါမဲ့အလင်းမှာအထက်လိုက်အထူကြီးပဲဘာတွေပါလဲ let's check ဆလတ်ရွက်လည်းပါတယ်အသားတွေ cheese တွေပြီးတော့ခရမ်းကျင်သီးတွေရောဒါဆိုဒီမုတ်ကြီးကိုဘယ်လိုခေါ်မယ်ထင်လဲဒီမုတ်ကိုဒီရှယ်တို့က hamburger လို့ခေါ်တယ် hamburger မုတ်ကြီးလေစားဘူးကြလားHamburger. Can you repeat after me? Hamburger. Yes, hamburger မုတ်ကြီးပါ hamburger မုတ်ကလေအရန်စားလို့ကောင်းတာသိလားဘာလို့ဆိုအဒီထဲမှာအသားတွေ cheese တွေအသီးရွက်တွေပါဝင်တဲ့အတွက်ကြောင့်မလို့ချက်ကလေးစားတဲ့အခါအရန်ကြိုက်နေမှာပဲเนาะ This is hamburger Okay ကဲဒါဆိုရင်နောက်ထပ်အစားအစာတစ်မျိုးကိုဆက်ပြီးတော့ကြည့်ကြမယ်နော်ဒီမှာကြည့်ပါဦး This is brown color ဒါလေးကအညိုရောင် color လေးပဲဒါဆိုရင်ဒါလေးကိုဘာလို့ခေါ်လဲကြည့်ကြမယ်နော် This is chocolate ချက်လေးလေးတွေ chocolate စားဘူးလားit's so yummy, right? အရန်ကို yummy ဖြစ်တာနော်အရန်အရသာရှိရယ်ဒါလေးကိုဒီလို chocolate လို့ခေါ်မယ် Can you repeat after me? Chocolate Very good အရန်တော်တာပဲ What about the next one? Candies ဟုတ်တယ်တကြားလုံးလေးတွေcolorful candies တခြားလုံးလေးတွေကအရောင်စုံလေးတွေပဲเนาะစားချင်စရာလေးတွေပဲ They are candies Repeat after me candies ဒီချက်ကလေး candies တွေအရင်ကြိုက်တယ်မလားဒါပေမဲ့ do not eat too much အရင်အများကြီးတော့မစားနဲ့เนาะဘာဖြစ်လို့လဲသွားပို့စားလိုက်မယ်ဟုတ်လားเนาะThe next one နောက်တစ်မျိုးလာပါပြီဒါလေးက pizza တဲ့ဟုတ်တယ်ဒါလေးက pizza မဟုတ်လေချက်ကလေးသိလားအောက်ကပေါင်မုံအဝိုင်းပြားကြီးပေါ်မှာဆို cheese တွေခရမ်းကျင်သီးတွေပြီးတော့ olive တွေနဲ့တခြားအသီးရွက်ကလေးထည့်ထားတယ်ဒါကိုချေတို့က pizza လို့ခေါ်တယ် pizza မဟုတ်ပေါ့ဟုတ်လားဒါကိုဒီချေတို့ pizza လို့ခေါ်တယ် Can you repeat after me Pizza Do you like pizza? ချက်လေးရော pizza မဟုတ်ကြိုက်သလား Pizza The next one French fries အာလူကြော်ချောင်းတွေချက်ကလေးတွေရောအရန်ကြိုက်တဲ့အစားအစာတွေပဲဟုတ်လားနော်ဒီအစားအစာလေးကိုဒီလို French fries လို့ခေါ်မယ်အာလူချောင်းကြော်တွေပေါ့ French fries Repeat after me. French fries. Good job. They are French fries. Very beautiful and delicious ဖြစ်တဲ့အစားအစာတစ်မျိုးကိုကြည့်ရအောင် This is a cake. ဟုတ်တယ် cake မုတ်လေးပါအပေါ်မှာ cream နေပါတယ်ပြီးတော့ beautifully decorated လုပ်ထားတဲ့အစားအစာလေးတစ်မျိုးပေါ့ဒါလေးကိုချေက cake လို့ခေါ်ကြမယ် Okay repeat after me cake Yes it is a cake The next one
biscuit ဒါလည်းတစ်ချက်ကလေးအရင်ကြိုက်တဲ့အစားအစာလေးတစ်ခုလို့ထင်တယ်နော် biscuit တစ်ချက်လည်းအတူတူပါပဲတစ်ချက်လည်းကြိုက်ပါတယ်ဒါလေးကိုချေတို့က biscuit မုတ်လို့ခေါ်တယ်နော်ဟုတ်လားကဲဒါဆို repeat after me လုပ်ကြည့်မယ် biscuit biscuit yes this is the biscuit ဟုတ်တယ်ဒါ biscuit မုတ်လေးပါ the next one ချက်ကလေးတွေသိလား green ပုံစံမျိုးလေးလေပြီးတော့အဝိုင်းပုံစံလေးလည်းဖြစ်သေးတယ်ဒါလေးကိုချေတို့က donut လို့ခေါ်တယ် donut မုတ်လေးတွေလေအပေါ်မှာချေတို့ cream လေးတွေပြီးတော့ရောင်စုံလေးတွေအပေါ်မှာတင်ထားတယ်ဟုတ်ပါအရင်လာပြီးချစ်စရာကောင်းတယ်ဒါလေးတွေကိုချေတို့ donut လို့ခေါ်မယ်နော် repeat after me donut donut yes good job donut ဒါလေးအောင်ချက်ဥလေးပေါ့နော်ချက်ဥလေးကိုချေတို့ egg လို့ပြောကြမယ် egg do you like egg ချက်ကလေးရောချက်ဥကြိုက်လား yummy ချက်ဥကလေးကအရင်ကို yummy ဖြစ်တယ်နော်ကြော်ပြီးတော့လဲစားလို့ရတယ်ပြုတ်ပြီးတော့လဲစားလို့ရတယ်တုပ်ပြီးတော့လဲစားလို့ရတယ်အမျိုးမျိုးစားလို့ရတယ်ဟုတ်လားအဲ့ဒါလေးကိုချေတို့ egg လို့ခေါ်တယ် repeat after me egg so good okay ကဲဒါဆိုရင်ဒီမှာကြည့်အောင် check လေးတွေ breakfast မှာမပါမဖြစ်အစားတစ်ခုလေဒါပါလေ milk ဟုတ်တယ်ဒါနို့ပေါ့ milk yes this is milk ဒါနို့ပါဟုတ်ပါတယ် repeat after me milk can you tell me what color is the milk this is white color yes oh ဒါလေးကရောအသီးဖြော်ကြီးလေးထင်တယ်နော်အသီးဖြော်ကြီးလေးကိုတို့ဘယ်လိုခေါ်ကြလဲသိလား juice ဟုတ်တယ်အသီးဖြော်ကြီးလေးကိုကျွန်တော်က juice လို့ခေါ်ရတယ် okay repeat after me juice I think this is the orange juice yes ဟုတ်တယ်ဒါလိမ္မော်သီးဖြော်ကြီး orange juice ဖြစ်မယ်နော် okay very good ကဲဒါဆိုရင်ဒီနေ့ဘာတွေသင်ခဲ့လဲဆိုတော့မမိကြလားကျတို့ဒီနေ့အစားတွေအကြောင်းကိုသင်ခဲ့ဟုတ်လား food day drink day ဒီချက်သင်ပေးလိုက်တယ်နော်အိမ်မှာပြန်ပြီးတော့ learning လုပ်ဖို့လည်းမမေ့နဲ့အောင်နော်ကဲဒါဆိုနောက်အပတ်မှာဘလို့စိတ်ဝင်စားစရာကောင်းတဲ့ learning video လေးတွေနဲ့ထပ်လာအောင်လဲဆိုတာတော့ချက်ကလေးကထပ်မျှော်ပေးအောင်နော် bye bye